မင်္ဂလာပါရှင်ဒီနေ့မှာတော့ဟေဇယ်ကတစ်ဖက်လူကဘယ်လိုလူမျိုးလဲတစ်ဖက်သူကတင့်ပေါ်မှာခံစားချက်အမှန်ဘာလဲဆိုတဲ့ခေါင်းစဉ်နဲ့ pick up ပိုင်းလေးလုပ်ပေးထားပါတယ်ဒီနေ့ reading လေးက timeless reading ဖြစ်လို့အချိန်ကာလသတ်မှတ်ထားတာမရှိပါဘူး general reading ဖြစ်လို့ထွက်လာတဲ့အဖြစ်ပေါ်မှာအရင် serious မထားဖို့တောင်းဆိုပါတယ်ဆိုရင်ကိုအခုပေါ့နော်ကိုသိချင်တဲ့သူကိုအာယုံလေးပြုပြီးတော့ပုံလေးတစ်ပုံရေးထားပေးပါဦးနော်ရွေးပြီးပြီဆိုရင်ပိုင်ဝမ်းလေးတွေကိုရင်စပြောပါမယ်ပိုင်ဝမ်းလေးမင်္ဂလာပါရှင်ပိုင်ဝမ်းလေးတွေသိချင်တဲ့တစ်ဖက်လူကဘယ်လိုလူမျိုးလဲတစ်ဖက်သူကကိုယ့်အပေါ်ခံစားချက်အမှန်ကဘာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြပြပေးသွားပါမယ်ကဲစလိုက်ရအောင်နော်ဘာကလေးရလဲဆိုတော့ပထမဆုံး the sun ရဲ့နောက်တစ်ခါက eight of pentacles ဆိုတော့ပိုင်ဝမ်းလေးတွေရဲ့တစ်ဖက်လူက energy ရပါတော့ကိုယ့်အပေါ်စစ်မှန်နေရမျိုးတွေ့ရတယ်ပေါ့နော်သူ့ဘက်ကလည်းပေးခြင်းနဲ့ကိုယ့်စီကလည်းစစ်မှန်တာရချင်တာအဲ့လိုမျိုးတွေပေါ့နော်တွေ့ရတယ်ပြီးတော့တစ်ဖက်လူကကြတော့ပြောနေတတ်တဲ့အခြေအနေနဲ့ပတ်သက်လာရင်တော့လေးလေးနက်နက်တွေ့တတ်တဲ့လူမျိုးဆိုတာမျိုးလည်းတွေ့ရတယ်နောက်ပြီးတော့ကိုယ်နဲ့စုံကျင်တဲ့စိတ်လေးရှိနေရမျိုးလည်းတွေ့ရတယ်ကိုယ်နဲ့အမြဲဆုံးနှီးစပ်ခြင်းနဲ့အချို့တွေကြတော့လေသူနဲ့ကိုယ်နဲ့ကြားမှာလေဘယ်လိုပြောမလဲအကွာအဝေးဖြစ်နေရမျိုးလည်းတွေ့ရတယ်ဘယ်လိုမျိုးလဲဆို long distance relationship ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးဝေးနေတာမျိုးလည်းတွေ့ရတယ်ပြီးတော့တစ်ဖက်လူကကိုယ်နဲ့ပတ်သက်ပြီးတော့စူးစောင်းထားတာမျိုးတွေလည်းမြင်ရတယ်တေချာတာပေါ့နော်တစ်ဖက်လူကကိုယ့်အပေါ်မှာစစ်မှန်စွာနဲ့စိတ်သဘောထားမှန်မှန်ကန်ကန်ရှိနေရမျိုးတွေ့ရတယ်Eight of Pentacles ကြောင့်သူအလုပ်တွေများနေတယ်ဒါပေမဲ့ကိုယ့်အတွက်ဆိုရင်ချိန်ပေးနေရမျိုးလေးလည်းမြင်တယ်စူးစမ်းရတဲ့သူမျိုးသူဖြစ်ချင်တာလုပ်ချင်တာတွေများနေတဲ့အတွက်ပင်ပန်းနေရမျိုးလည်းတွေ့ရတယ်ခါလီမပေါ့နော်အလုပ်များလို့ပိုင်ဝမ်းလေးတွေအချိန်မပေးနိုင်တာမျိုးဆိုရင်ကြောက်ကစားလေးဖြစ်တတ်တော့လေအဲ့လိုမျိုးအဆင်မပြေတာမျိုးနားလည်မှုလွဲတာမျိုးလေးတော့ဖြစ်တတ်တယ်ပေါ့နော်ဆိုတော့အဲ့လိုခါမျိုးဆိုရင်သူစိတ်ထိခိုက်သူစိတ်ထိခိုက်ရရပေါ့နော်သူစိတ်ထိခိုက်တယ်သူထိကြံတယ်ဆိုတဲ့ခံစားချက်မျိုးလည်းဒီမှာတွေ့တယ်ဆိုတော့အဲ့လိုမျိုးညှိနှိုင်းလေးပေါ့နော်သွားဖို့အကြံပေးချင်ပါတယ်ဆိုတော့ဒီကနှစ်ကပ်အရာပေါ့နော်တစ်ဖက်လူကကိုယ့်အပေါ်စစ်မှန်တယ်လှုပ်ကြိုးစားတယ်ကိုယ့်ပေါ်မှာတာဝန်ယူခြင်းစိတ်အပြည့်ရှိတဲ့သူမျိုးပေါ့နော်ပြီးတော့ပိုင်ဝမ်းလေးနဲ့လည်းသူတို့ရှေ့ဆက်သွားဖို့ပေါ့နော်ရည်ရထားမျိုးတွေ့ရတယ်ပြီးတော့ကိုယ်နဲ့လက်တွဲခြင်းနဲ့ကိုယ်နဲ့ပဲပေါ့နော်ကိုယ်နဲ့ပဲလက်တွဲခြင်းနဲ့သူမျိုးဆိုတာလည်းတွေ့ရတယ်ဆိုတော့ပိုင်ဝမ်းလေးတွေအတွက်ကလောက်ပါပဲအဖြေလေးကိုကျင်းနေလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်ကဲပိုင်တူးလေးအတွက်ကြည့်လိုက်ရအောင်ပိုင်တူးလေးမင်္ဂလာပါရှင်ပိုင်တူးလေးသိချင်တဲ့တစ်ဖက်လူကဘယ်လိုလူမျိုးလဲတစ်ဖက်သူရဲ့ကိုယ့်ပေါ်ခံစားချက်အမှန်ပါလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြပြပေးသွားပါမယ်ပိုင်တူးလေးတွေက King of Pentacles နဲ့ The Chariot တစ်ဖက်သူကပေါ့နော်ကိုပေါ့သူကိုသူပေါ့နော်ယုံကြည်မှုအပြည့်အဝရှိတဲ့တိုက်မျိုးဆိုတာတွေ့ရတယ်ပေါ့နော်ဆိုတော့ကိုလောက်ရမယ့်အလုပ်တွေကိုယုံကြည်မှုရှိနဲ့သူကလုပ်တတ်တယ်တခုခုလုပ်မယ်ဆိုရင်အောင်မြင်လုပ်တတ်တဲ့သူမျိုးခက်ခဲတွေရှိလဲကြော်ဖြတ်နိုင်တဲ့သူစိတ်ပင်ပန်းလူပင်ပန်းလဲတော်တော်ခံနိုင်တဲ့လူမျိုးပေါ့နော်ပြီးတော့သူ့ဘဝမှာခက်ခဲတွေနဲ့ကြုံတွေ့ခဲ့ရတဲ့လူပြီးတော့သူကကိုနဲ့အသက်အရွယ်နည်းနည်းတော့ကွာဟချက်တော့ရှိတယ်ပေါ့နော်သူကကိုယ့်ထက်ဆိုင်အသက်ပြောမလဲအသက်ကြီးနေမျိုးပေါ့နော်ကိုယ့်ထက်အသက်အရွယ်နည်းနည်းကြီးတာမျိုးပေါ့ဆိုတော့ဒါပေမဲ့စိတ်သဘောထားတော့ကောင်းပါတယ်ပြောနေတဲ့သူမျိုးဆိုတာမျိုးလည်းတွေ့ရတယ်လိမ့်ဆိုင်လေးတွေတော့ချစ်တတ်တယ်ငွေကြီးအဖြစ်ပေါ့နော်တင်ပြည့်စုံတဲ့လူမျိုးဆိုတာမျိုးလည်းတွေ့ရတယ်ကိုယ့်ထက်ပိုပြီးတော့ဘဝအတွေ့အကြုံများတယ် experience များတယ်ဆိုတော့ပုံစံမျိုးလည်းမြင်ရတယ်အလုပ်တဲ့နေရာမှာတော်တဲ့သူတိကျတဲ့သူသူ့လုပ်တွေအသေးချာလေး manage လုပ်နိုင်တယ်ဆိုတာမျိုးတော့မြင်ရတယ်ပေါ့နော်ဆိုတော့ပိုင်တူးလေးရဲ့တစ်ဖက်လူကလေအလုပ်နဲ့ပတ်သက်ပြီးတော့လေအရေးချင်းပြီးသွားတယ်ဒါပေမဲ့အလုပ်နည်းနည်းတော့လောဘကြီးတယ်ဒါပေမဲ့ तू ကချစ်တတ်တယ်တယောက်ဆိုရင်တယောက်ပေါ့နော်တယောက်ဆိုတယောက်ပဲသူရင်ထဲမှာထည့်ထားပြီးတော့ချစ်တတ်တဲ့လူမျိုးဆိုတာတွေ့ရတယ်ဆိုတော့သူနဲ့ကိုယ်နဲ့ကြားမှာလေတက်ရွယ်ကွာဟာတာမျိုးလေးတွေတိုက်မတူတာမျိုးလေးတွေဘာသာမတူတာအကြိုက်မတူတာမျိုးလေးအဲ့လိုမျိုးလေးတော့ရှိတတ်တယ်ပေါ့နော်အဲ့လိုမျိုးဖြစ်နေရင်တောင်မှသူနဲ့ကိုယ်နဲ့ကြားမှာညှိနှိုင်းပြီးတော့တွားလို့ရတဲ့ energy မျိုးလေးလည်းတွေ့ရတယ်
အရင်ပေါ့နော်သူကိုငါအသက်ကြီးတယ်သိရမလားငါပိုပြီး experience များတယ်ဆိုပြီးတော့အရင်ကိုသူ့ကိုသူအသက်ကြီးနေတဲ့ပုံစံမျိုးလေးတော့မတွေ့ရဘူးပေါ့နော်ဆိုတော့စိတ်သဘောထားဖြူစင်ပြီးတော့ကိုအလိုလိုက်ပေးနိုင်တဲ့သူမျိုးပေါ့နော်သူ့ energy ကလေနေရာသားကြမှာအပြန်လည်နားလည်မှုရှိတယ်အပြန်လည်နားလည်မှုနှွေးထွေးမှုတွေဖြတ်တန်းနေတဲ့ relationship ပုံစံမျိုးလေးကိုလည်းတွေ့ရတယ်ပြန်လည်နားလည်မှုနှွေးထွေးမှုဖေးမမှုတွေနဲ့ရေရှည်အတွက်အဆင်ပြေမဲ့ပုံစံမျိုးလေးပေါ့နော်အဲ့လိုပုံစံမျိုးလေးဟိုပိုင်တူးလေးပါတွေ့ရတယ်ဆိုတော့ပိုင်တူးလေးအတွက်တော့ဒီလောက်ပါပဲရှင်ဖြေလေးကိုကျင်းနေလိမ့်မယ်လို့မျှော်လင့်ပါတယ်ကဲအခုပိုင်3လေးအတွက်ကြည့်လိုက်ရအောင်နော်ပိုင်3လေးမင်္ဂလာပါရှင်ပိုင်3လေးသိချင်တဲ့တစ်ဖက်လူကဘယ်လိုလူမျိုးလဲတစ်ဖက်သူရဲ့ကိုယ့်ပေါ်ခံစားချက်အမှန်ဘာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြပြပေးသွားပါမယ်ပိုင်3လေးဘာကက်ရလဲဆိုတော့ 2 of 1နဲ့ page of 1ဒီခါတော့1ကတ်တွေပဲရနေရောသူကလေပြောမယ်ဆိုရင်ကိုယ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေပေါ့နော်နားဆွင့်နေတယ်ကိုယ့်အကြောင်းတွေကိုတွေးနေရမျိုးတွေးရတယ်ပေါ့နော်လက်ရှိမှာတစ်ဖက်လူကလေအထီးကျန်ဆန်နေတဲ့ energy မျိုးလေးတွေတွေ့ရတယ်ကိုယ့်အကြောင်းစဉ်းစားပြီးလွမ်းနေရမျိုးသတိရနေရမျိုးလေးလည်းမြင်တယ်တချို့လေးကလေနေတဲ့နေရာဒေသမတူတာတို့နိုင်ငံခြားရောက်နေရမျိုးတဲ့ပုံစံမျိုးလေးလည်းတွေ့ရတယ်နိုင်ငံခြားရောက်နေဆိုတာလေကိုကရောက်နေရမျိုးဒါမှမဟုတ်သူကရောက်နေရမျိုးပေါ့နော်အဲ့လိုမျိုးပုံစံမျိုးတယောက်နဲ့တယောက်လည်းဝေးနေရမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလည်းတွေ့ရတယ်ပြီးတော့သူ့ဘက်ကလေတယောက်တည်းဖြတ်တန်းပြီးလုံးလေးဖြစ်နေတဲ့ energy မျိုးလေးကိုလည်းတွေ့ရတယ်အလုပ်သစ်စတင်တာမျိုးလေးတွေအလုပ်သစ်တို့ project သစ်တို့သူစလုပ်နေတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးလည်းတွေ့ရတယ်ပြီးတော့လေဟို single လေးပါမယ်ဆိုရင်လေသူနဲ့ကိုယ်နဲ့ကြာမှာလေခုမှလေစပြီးစကားပြောဖြစ်တဲ့ပုံစံမျိုးလေးလည်းတွေ့ရတယ်တစ်ဖက်သူကကိုယ်ကိုစပြီးစိတ်ဝင်စားနေတဲ့ပုံမျိုးပေါ့နော်အဲ့လိုမျိုးလေးလည်းမြင်ရတယ်situationship ပုံစံမျိုးတော့တိတ်မတွေ့ရသေးဘူးဆိုတော့သူနဲ့ကိုယ်နဲ့ကြာမှာလေတစ်ဖက်လူကလေကိုယ့်ကိုသဘောကျပြီးတော့လေလာစကားပြောနေတဲ့ပုံစံမျိုးလေးပေါ့နော်အဲ့လိုမျိုးတွေ့ရတယ်တချို့လေးကလေတချို့လေးအတွက်ပေါ့နော်ကိုယ့်ဘက်ကအဖြေမပေးရသေးဘူးပေါ့နော်အဲ့လိုပုံစံမျိုးတွေ့ရတယ်ချို့ single ဘဝနဲ့ဖြတ်တန်းနေပြီးတော့မှကိုနဲ့တွေ့တော့မှသဘောကျပြီးချစ်သွားမျိုးလေးပေါ့နော်အဲ့လိုပုံစံမျိုးလေးမြင်တယ်ဆိုတော့သူကလေဘဝကိုအေးဆေးဆေးဖြတ်တန်းခြင်းတဲ့သူအေးချမ်းတဲ့အချစ်တွေကိုပဲတစ်ဖက်လူပေးခြင်းတဲ့လူမျိုးပေါ့နော်ပြီးတော့တစ်ဖက်လူကကိုနဲ့ relationship ကိုရည်ရှည်သွားခြင်းတာမျိုးတွေ့ရတယ်လက်ရှိမှာတော့ပေါ့နော်လက်ထပ်ဖို့အထိတော့သူမတွေးသေးဘူးပေါ့ဒါပေမဲ့ကိုနဲ့အတီးတကျ relationship ကိုတည်ဆောက်ခြင်းနေတဲ့ energy မျိုးလေးတွေ့ရတယ်ပေါ့နော်ဆိုတော့ပိုင်း3လေးအတွက်တော့လောက်ပါပဲရှင်အဖေလေးကိုကျင်းနေလိမ့်မယ်လို့မျှော်လင့်ပါတယ်ကြည့်ရှုနေသူအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ကောင်းမွန်သောနေ့လေးပိုင်ဆိုင်နိုင်ပါစေရှင်နောက်ဗီဒီယိုနေ့မှာပြန်တွေ့ကြမယ်နော်